ကြောင်းလေကိုတပါးလေးရှိဆရာတော်ကတရားဝဲတွေလိုက်ခေါ်နေတော့ကြောင်းဆောင်ဖြစ်နေကိုတပါးလေးရှိအစတုန်းကတော့ပြင်းနေမှာဆိုလို့ဖိုးသူတော်တပါးအဖော်ခေါ်ထားအငင်းပွားရတာနဲ့ပြဿနာတက်ပြီးဒီကောင်နင်းချတာခုမရှိအငင်းပွားတာလည်းကြီးအောင်လीကြောင်းရှိတဲ့ကြက်မနဲ့မလေးတကောင်ကြက်မမရှိဘဲနဲ့ဥနေတာဖိုးသူတော်ကရုပ်ဆွဲတာဟဲ့ငါဖုန်းကြီးกว่าလို့ဒါမျိုးကင်းတယ်လို့မင်းငါမတင်ငါလားဘယ်တော့ဒါပြောနေလို့ဟဲ့မင်းမယုံယူခဲ့လို့အဲ့ကျုပ်ယူခဲ့กว่าကျုပ်ပြုတ်ပြီးခုံခွာတာအပေါ်ကဖြူလေးတူဝတ်တယ်လည်းဖြူလေးအဲ့ဒီအဖြူကဖိုးသူတော်ဗျဒီကမခံနိုင်ဘူးကျုပ်ပြန်ပြီးဆွဲတာအဲ့ဒီကျုပ်ခွဲပြီးတော့အနေကောင်ဝါဝါနှစ်ကကိုတော်ပဲတဲ့ဟဲ့သာမမင်းငါဝါဝါမဟုတ်ဘူးကွာငါအနီဝတ်တာလို့အဲ့ကြောက်လာတဲ့အာဂန္တုကိုတော်လိုက်စုံတယ်လို့အဲ့မင်းရှုပ်တယ်လို့သွားလို့နင်းထုတ်အခုတော့ကိုတပါးလေးပဲအားမငယ်ပါဘူးလာပါကတော့တခါတကမတွေကကိုယ်ကြီးညိုးတယ်မမြင်တော့မလူဘူးပေါ့မြင်တော့လေဟိုဘက်လှည့်သွားတာပါပဲ